လူချင်တာတွေတွေ့တိုင်းဝင်မိနေရင်လိုအပ်လာတဲ့အခါမှာဝယ်စရာငွေမရှိတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီစာတစ်ကြောင်းကဘဝထဲမှာတကယ်အတိတ်ပဲရှိတဲ့သတိပေးစကားလို့ပြောလို့ရပါတယ်။အကြောင်းကတော့လူစိတ်ဆိုတာလူချင်စရာတွေနဲ့ပြည့်နေတတ်တာပါ။တခါတလေကိုယ့်အနေနဲ့လူချင်တာနဲ့လိုအပ်တာကိုမခွဲနိုင်တော့တဲ့အထိဈေးဝယ်ခြင်းတုံးဆွဲခြင်းတွေအလွန်အကျွံဖြစ်သွားတတ်ပါတယ်။ဒါပေမဲ့ဘဝအတွက်အရေးကြီးတာကလူချင်တာမဟုတ်ပဲလိုအပ်တာတွေကိုသေချာသိဖို့ပါ။လူတချို့ကပစ္စည်းတစ်ခုဝယ်ရတာနဲ့ခဏတာပျော်ရွှင်တယ်လို့ဖြစ်သွားကြပေမဲ့အချိန်နဲ့ငယ်ရက်အနည်းငယ်ကြာပြီးနောက်မှာအဲ့ဒီပျော်ရွှင်မှုကမတည်မြဲတော့ပါဘူး။နောက်မှလိုအပ်လာတဲ့အချိန်မှာတော့အဲ့တုန်းကဒီလောက်မသုံးလိုက်ဖြစ်ခဲ့ရင်ကောင်းမှာပဲဆိုရဲနောင်နောက်ဖြစ်လာတတ်တယ်။အဲ့ဒါကြောင့်သုံးဆွဲခြင်းတိုင်းမလုံးမိဖို့လိုချင်တိုင်းမသုံးမိဖို့တတိထားဖို့လိုတယ်။အချိန်တလာတဲ့အခါတေချာလိုအပ်တာအတွက်သုံးဆွဲနိုင်တဲ့ပမာဏနဲ့အခွင့်အလမ်းတွေအတွက်ခြံထားဖို့လိုပါတယ်။တန်မိုးရှိတဲ့ဘဝဆိုတာအမှန်တကယ်လိုအပ်တာကိုသိပြီးအဲ့ဒီအရာတွေအတွက်စုဆောင်းတတ်သူပဲအနာဂတ်မှာတကယ်ချမ်းသာသူဖြစ်သွားပါလိမ့်မယ်မိတ်ဆွေ။